အားလုံးပဲကျမတို့နေ့စဉ်သုံးနေကြတဲ့ Facebook, TikTok နဲ့တခြား free app တွေကဘာလို့တပြားမှပေးကြမလို့ပဲနဲ့အလကားပေးသုံးထားလဲဆိုတာကိုသင်တို့စဉ်းစားကြကြပါလားအမှန်တော့သူတို့ကအလကားပေးသုံးထားတာမဟုတ်ပါဘူး2026မှာသူတို့တွေသင်အောင်ဘယ်လိုမျိုးဒေါ်လာတန်းချီပြီးပြန်ရောင်းစားနေတယ်လဲဆိုတာကျမနဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်ပထမဆုံးလျှို့ဝှက်ချက်ကတော့သင်ရဲ့အချိန်နဲ့အာရုံစိုက်မှုပါပဲသင် screen ပေါ်မှာဗီဒီယိုတစ်ခုကိုဘယ်နှစ်စက္ကန့်ကြည့်တယ်ဘယ်ပုံကိုရက်ကြည့်တယ်လဲဆိုတာကိုဒီ application တွေကစက္ကန့်မလက်မှတ်တမ်းတင်နေတာပါပြီးရင်အဲ့ဒီအချက်လက်တွေကိုကြော်ညာကုမ္ပဏီကြီးတွေစီမှာဒေါ်လာတန်းချီပြီးတော့လေလံပစ်ပါတယ်သင်ဖုန်းကိုကြည့်နေတဲ့စက္ကန့်တိုင်းမှာသူတို့ရဲ့ဘဏ်အကောင့်တွေကိုပတ်စံတွေကတရဆက်စီးဝင်နေရပါဒါကြောင့်လေသင်စိတ်ဝင်စားနေတဲ့အရာတွေကိုပဲ algorithm ကတဝါကြီးပြပေးနေတာဖြစ်ပါတယ်ဒါတွေမကသေးပဲနဲ့ဒီ app တွေမှာသင်ရဲ့ digital profile ဆိုတာရှိပါတယ်သင်ဘာကြိုက်လဲဘယ်သွားတက်လဲဘယ်အချိန်မှာပတ်စံသုံးတက်လဲဆိုတာကိုသင်ချက်တောင်သူတို့ကပိုသိနေတတ်တာပါဥပမာသင်ကဖက်နှက်အကြောင်းကိုတငယ်ချင်းနဲ့ဖုန်းထဲမှာပြောလိုက်တာနဲ့ခဏနေရင်ဖက်နှက်ကြော်ညာတွေတန်းစီပြီးတော့တက်လာတာမျိုးကြုံမှုကြရဲ့လားဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးသူတို့ရဲ့ AI တွေကသင်ရဲ့အပြုအမူတွေကိုကြိုတင်တွက်ချက်ပြီးတော့အယောင်းဝယ်လုပ်နေတာပဲဖြစ်ပါတယ်အခု2026မှာ data ဆိုတာရွှေထက်တောင်တန်ဖိုးရှိလာပါပြီကျမတို့ free ရနေတာဟာတကယ်တော့ကျမတို့ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုရောင်းပြီးတော့ဝယ်ထားရတာမျိုးဖြစ်နေပါတယ်ဒါကြောင့် application တစ်ခုကို download ဆွဲရမယ်ဆိုရင်ဒီ app တစ်ခုကစိတ်ချရရဲ့လားဆိုတာအရင်ဆုံးကြည့်ပြီးမှ download ဆွဲသင့်ပါတယ်နော်ကဲအခုဆိုရင် free app တွေရဲ့နောက်ွယ်ကဈေးကွက်အကြောင်းတွေကိုသိသွားပြီပေါ့နော်သင်တို့ရဲ့ဖုန်းထဲမှာရောကိုလိုချင်တဲ့ပစ္စည်းတွေကိုတွေးလိုက်တာနဲ့ကြော်ညာတွေတန်းပြီးတက်လာတာမျိုးကြုံမှုကြရဲဆိုရင် comment မှာပြောခဲ့ပေးပါအောင်နော်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Let's Watch Together channel ကို like and follow လေးလုပ်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင် Let's watch together